အားလုံးမင်္ဂလာပါဒီနေ့တရွာလုံးကိုဗလာမပါကန်ဆန်းမဲလေးဖောက်ပေးမှာပဲဖြစ်ပါတယ်ဘသူတွေဘလောက်ပေါက်မလဲဆိုတာတော့မသိဘူးသေးပါဘူးပေါ့နော်အခုကတော့ဒီမှာစံတွေရောစီတွေရောငွေသားတွေရောပေါ့နော်သူကကားနဲ့အကျိုးပို့ရတယ်လောက်ရသေးတယ်ဟဲ့အဲ့လောက်တော့ညက်တိန်နေအောင်တင်ခဲ့ရတာလားလက်ဆောင်တွေကပါသေးတာသူတို့ကအစိုးရလားအချဟောအမလေးလက်ဆောင်နေဟဲ့အာနာစရာကြီးဒီမှာပဲချလိုက်တော့မြေပဲတွေတော့အမေရှယ်စားပြီဟဲ့ဒါအကြီးကြီးဒါအကြီးရှိဟာအမလေးမတွေ့တာကြာလို့လားမသိဘူးခုမှလက်ဆောင်နေရတယ်မတွေ့တာကြာလို့များတာဒီမဲ့ရှင်းတော့ပဲရတယ်လေဟုတ်ပြီโอเคတော့ရတယ်အမလေးမြေပဲတွေလက်ဆောင်နေအများကြီးတော့ပြီးတာတော့မတင်နဲ့ဟုတ်ပြီဟဲ့ရွာမြေပဲတွေထွက်တော့လားထွက်တယ်လေကိုလိုက်ဆိုတာလေလေးသားမိုက်ဆိုတာဘာကြီးလဲအင်းကြီးတာချက်တော့အမလေးရပါတယ်ပြီးတာရမတင်နဲ့စပြီးတော့နှိုက်လိုက်ဘာပေါက်မလဲဖယားနှိုက်လိုက်တလိမ့်နှိုက်လိုက်ကန်ကောင်းပါလေးပေါ့လေလို့နှိုက်လိုက်ဟုတ်ပြီဘာပေါက်မလဲဆိုတော့ကစာသုံးပြည်နဲ့1000ကျပ်ဟိုဘက်တော့အနောက်ဘက်တော့ဖယားဘာရဲလဲဟဲ့စာသုံးပြည်အိမ်နဲ့စီ90သားတဲ့စာသုံးပြည်တဲ့ရော့စာသုံးပြည်စီ90သားရော့ရပြီကန်ကောင်းခလောင်းဘာရဲလဲကြည့်ကြမယ်ဘာရဲလဲစာသုံးပြည်နဲ့9000ကျပ်စံသုံးပြည်နဲ့9000ကျပ်ပါရော့မေးစံသုံးပြည်နဲ့9000ကျပ်ကဲအရင်မိဆိုနှိုက်ပါโอเคဘာရဲလဲစံသုံးပြည်နဲ့9000ကျပ်စံသုံးပြည်နဲ့9000ကျပ်ဟုတ်တယ်တသိန်းသူကဘယ်သူပေါက်မလဲမသိဘူးလေစံသုံးပြည်လူပေါ့ဖယားသာရွတ်နေကြသိလိုက်ပြီကြည့်ရမယ်1 2 3စံသုံးပြည်နဲ့စီတပိတ်တာစီစံသုံးပြည်နဲ့စီတပိတ်တာဘူးရတာရောချက်စားတော့လို့ကန်ကောင်းပါတယ်ဗလာမပါဘူးလေစံသုံးပြည်နဲ့1000ကျပ်ရောစံသုံးပြည်နဲ့1000ကျပ်ရောရပြီမပေါက်လိုက်တာနဲ့ဘာပေါက်မလဲတသိန်းလေးတော့မပေါက်လိုက်တာနဲ့စံသုံးပြည်နဲ့9000ကျပ်ရော9000ကျပ်ရောစံသုံးပြည်အေးစောင့်နေပါလေစံ5ပြည်အေးကြီးလည်းစောင့်နေပါတယ်ရွေးသေးလားစံသုံးပြည်နဲ့9000ကျပ်ရွေးလိုက်ပါကန်ကောင်းတဲ့ဟာနိုင်ရမှာရွေးနေတယ်ဟောတယောက်ကရွေးရည်ဘာလေးလဲစံသုံးပြည်နဲ့စီ90သားညစံသုံးပြည်နဲ့စီ9စံသုံးပြည်နဲ့1000ကျပ်ရော1000ကျပ်ဘာလဲလဲစောင့်ကြည့်လိုက်အောင်မယ်9000ကျပ်မိုင်းလိုက်တာ9000ကျပ်9000လား9000 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 1
ငါတော့ကျဲမမရေပြောပါပြီဟာဖေအခုဘာပေါက်မလဲမသိဘူး သိကြ နေအောင်ဖေစံသုံးပြီနဲ့စီတပိတ်တာရောစံသုံးပြီရောဒီမှာစီတပိတ်တာဒါနှာစီစစ်ပါငါးပြီအဲ့ကြီးကဘယ်လိုလဲမသိဘူးနိုင် นี่ Okay ready လား ready လားစံငါးပြီ
ဒီကောင်ငါးပြီထွက်သွားပြီလောက်ဘာလဲရင်ခုံစရာညကမြူဒါဘုရုသမီးလဲမာကြီးငါတောင်းချက်ဖတ်ပေါက်တယ်ယေမိုင်းလိုက်တာဒီမကြီးငါတောင်းချက်အမလေးမိုင်းလိုက်တာဟဲ့1000 2000 3000 4000 5000ယေအမလေးတသိန်းချက်ဘယ်လိုပေါက်မလဲမသိဘူးတသိန်းစုရနှစ်စုအောင်ပါလားစံသုံးပြည်နဲ့စီ90ပါစံသုံးပြည်နဲ့စီ90ပါရော့စံသုံးပြည်တဲ့အိတ်ရော့စီ90သားကဲရင်ခုံစရာညကမြူဘာလဲစံသုံးပြည်နဲ့9000ကျပ်ရော9000ကျပ်ပါရောဒီမှာစံသုံးပြည်ပါကြီးတယ်အဲ့နေရတယ်ဒီလေမဲဟိုကဟိုတောင်းတကြောက်လိုက်စံသုံးပြည်နဲ့1000ကျပ်ရော1000ကျပ်ရောဒီမှာစံသုံးပြည်ကဲနိုင်မယ်ကောင်းလိုက်မြတ်တယ်နော်ဘာလဲတသိန်းကျက်တယ်စံသုံးပြည်နဲ့စီတပိတ်တာရောစံသုံးပြည်ရောဒီမှာစီတပိတ်တာဒီပေါက်လာပြီ9000ကနှစ်စုပေါက်သွားပြီ9000စံသုံးပြည်အိမ်နဲ့စီ90သာစံသုံးပြည်အိမ်နဲ့စီ90သာရအမလေးလက်တွေတုံးနေတာရပါဗျစံသုံးပြည်အိမ်နဲ့စီ90သာစံသုံးပြည်အိမ်နဲ့စီ90သာစံသုံးပြည်အိမ်နဲ့9000ကျပ်ရော9000ကျပ်ရေကောင်းရည်အမလေးဟေးကန်ကောင်းမလားတော့မသိဘူးသိန်းကြတယ်စံသုံးပြည်နဲ့1000ကျပ်စံ5ပြည်ရောမလို့ရောထမ်းပြီးပြန်တော့တဲ့စံသုံးပြည်အိမ်နဲ့1000ကျပ်မေစံသုံးပြည်အိမ်ရော1000ကျပ်ဘာကိုလက်ရှင်းလာလားဒီမှာထိုးပြီးတော့ရေးတာပဲလက်တော့ကိုးကတော့ရှိနေတယ်ခါကျစံသုံးပြည်နဲ့9000ကျပ်ယေနန်းကန်းဟိုကဲဘဏ္ဍတွေချုပ်ပြီးလက်တွေတုံးနေတယ်စံသုံးပြည်နဲ့1000ကျပ်နောက်900ကဘလို့နေမလဲဟေးစံ5ပြည်စံသုံးပြည်အိမ်နဲ့9000ကျပ်ဟေးစံသုံးပြည်နဲ့1000ကျပ်ဟောအကြီးလေရော1000ကျပ်တော့နောက်ဆုံးနေဦးကိုင်းတပည့်တော်ပေါ့ပါဗျာပေါ့လိုက်ရင်တော့ဘာကြီးဆောင်နေရထင်တယ်ပိုက်ကြတော့ကွာဘယ်လိုပြောရင်းကပြောမှမသိဘူးဘာကြီးဆောင်နေတာလဲဘာကြီးဆောင်နေတာလဲဟာမိုင်းတယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6 9 10 10
နောက်တော့ဦးသားဝင်း ဆောင်းနာပြောဟာ ဆောင်းနာပြောနောက်ဆုံး ဖေနောက်ဆုံးတမဲစံ3ပြည်နဲ့စီ90ပါဦးနေစားလေးလေးနိုင်ပေးလိုက်လားဟဲ့အားလုံးရှင်းပါ ဘိုင်းရရဟုတ်လက်တာဦးတော်ကျင်း နေဘိုင်းလိုက်မခမဝင်လားနေငါကြီးတွေနှိုက်ပြီ အကြီးအတွက်နော် အကြီးတွေ အကြီးနုနော်ဆန်5ပြည် ဝါတာဆိုတော့ပြောနေတာစီးလာပြီးရင်ပေးရအောင်ပါဟောပြုတ်ကြရကိုပြောနေတာဒီမဲကဘာကြီးကိုစောင့်နေတာလို့ပြောနေတာအစတွေကဝင်တဲ့တပြောတဲ့ဘာကြီးကိုစောင့်နေတာလို့ဆိုပြီးတော့ဒီကပြောထားတာအစတွေကတစ်ဖွဲ့လုံးကိုဘယ်သူမှမပေါက်ဘူးဘာကြီးတယောက်ပဲပေါက်တယ်အားလုံးကိုဝမ်းသာပါတယ်ခင်ဗျာကျေးဇူးတင်တဲ့မင်္ဂလာပါတသိန်းကြပေါက်တယ်ဘာကြီးတန်းရွှေတဲ့ ယေး ဘာကြီးတန်းရွှေတသိန်းကြပေါက်တယ် ဝမ်းသာပါပြီ ဝင်းသားချက်မှာလိုက်တော့တအားကိုဝင်းသားသွားတယ်ခင်ဗျာအရောက်ဝင်းသားတယ်အရောက်ကဲသမီးရေကျေးဇူးပဲနော်စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေစိတ်သွားရကိုပါလိုဝါဆန္ဒပြည့်ပါစေဆဲတယ်လို့ဒီတဲ့လူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ပါစေငါသမီး ပေးတဲ့ဆုနဲ့ပြည့်ပါစေပေးတဲ့ဆုနဲ့ပြည့်ပါစေ သိလား လာ ဒါသိလားဒါပေါ့တာသိလား ရတယ်လား ဘယ်သူမှမသိဘူးညာတိုင်း